ဗုဒ္ဓမေစေကဗုဒ္ဓသအရဟံအဂသာဝကမဟာဒာပိတုဂုရုတ္ထာဓမ္မဒေသကာသဒါယကဣမေတ္တမဂုနေဝန္ဒမတိရတမယံဗုဒ္ဓသံတရားလုံးစုံအကုန်သိမြင်ဘုရားရှင်တို့ကို၎င်းပိစေကဗုဒ္ဓသာသစ္စာလေးပါးမြတ်တရားကိုတိချာသိမြင်တော်မူသောပိစေကဗုဒ္ဓရှင်မြတ်တို့ကို၎င်းအရဟသာအသဝကင်းစေယန္တာရှင်တို့ကို၎င်းအဂသဝကသာပညာတကိုမြတ်လှစွာသောလဝဲလက်ရအဂသဝကတို့ကို၎င်းမာတာသာနိုးချိုတိုက်ကျွေးချစ်စိတ်ပေးသောမွေမိခင်ကို၎င်းပိဒါသာသာဝနေရေရှာဖွေပေးသောဖခင်ကို၎င်းကရုစာကြောက်တိတန်တို့အလေးပြုအပ်သောဆရာတို့ကို၎င်းတတ္ထာသာကျိုးကြောင်ပြလည်းရဆုံးမပေတဆရာမြတ်ကို၎င်းဓမ္မဒေသကာသာတရားဟောတပုဂ္ဂိုလ်မြတ်တို့ကို၎င်းဒါယကာသာထမင်းတလုံးရေသမုတ်စသည်ဖြင့်ပေကံချီးမြှင့်ထောက်ပံ့ပေးသောသူတို့ကို၎င်းဣမေတ္တမဂုဏေကြီးမားများပြသောဂုဏ်ကျေးဇူးရှိကုန်သောဤစေဥသောပုဂ္ဂိုလ်တို့ကိုမယံအကျဉ်ုပ်တို့သည်တိရသာဥကောင်းယရဏမြတ်ငါဖြင့်ဝန္ဒာမလက်စေပြာချီမိုး၍ယောသေးစွာရှိခိုးကြပါကုန်၏ဖယားသာဓုသာဓုသာဓု